မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဆွေးနွေးသွားမယ့်အကြောင်းအရာကတော့လူသားတွေရဲ့ဇာတ်လက္ခဏာထဲမှာအမြင့်တွယ်နေတယ်။သမိုင်းတစ်လျှောက်ဘာသာရေးနဲ့အသွေးအခေါ်ပညာရှင်တွေအမြဲတမ်းတတိပေးလေးရှိတဲ့အဖြစ်ရင်းခုနှစ်ပါးအကြောင်းပဲဖြစ်ပါတယ်။ဒီအကြောင်းအရာခရစ်ယာန်ဘာသာကနေဆင်းသက်လာတယ်လို့လူသိများပေမဲ့တကယ်တမ်းတော့ဒါဘာသာရေးတက်တက်ထက်ပိုပါတယ်။လူသားတစ်ယောက်ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာအားနည်းချက်တွေကျွန်တော်နေ့စဉ်ဘဝမှာရင်ဆိုင်နေရတဲ့စိတ်အာရုံနှောက်ကျမှုတွေကိုဖော်ပြနေတာဖြစ်လို့လူတိုင်းနဲ့သက်ဆိုင်တဲ့အကြောင်းအရာတစ်ခုလို့ပြောလို့ရပါတယ်။ဒီနေ့ခေတ်မှာဆိုရင်ဒါတွေကို toxic behaviors လို့တောင်ခေါ်ဆိုနိုင်ပါတယ်။ဒီနေ့မှာတော့ဒီအဖြစ်9မျိုးဟာဘာတွေလဲ။ဒါတွေကကျွန်တော်တို့ရဲ့ဘဝကိုဘယ်လိုသက်ရောက်မှုရှိလဲ။ပြီးတော့ဒါတွေကိုဘယ်လိုနားလည်အောင်စူးစမ်းပြီးကြော်လွှားကြမလဲဆိုတာကိုအသေးစိတ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ကဲနားဆင်ကြည့်အောင်ဗျာ။ပထမဆုံးပြောချင်တာက pride ခေါ်တဲ့မာနအကြောင်းပါ။ဒါအဖြစ်ရင်းခုနှစ်ပါးအထဲမှာအဆိုးဆုံးလို့သတ်မှတ်ကြပါတယ်။ဘာလို့လဲဆိုတော့တခြားအဖြစ်တွေအားလုံးဟာမာနကနေပဲမြစ်ဖျားခံတက်လို့ပါ။မာနဟာငါဆိုတဲ့အတ္တကိုအကြီးဆုံးဖြစ်အောင်လုပ်လိုက်တဲ့အတွက်တခြားသူတွေကိုနှိပ်ကြတယ်လို့မြင်လာစေပါတယ်။မာနဆိုတာမိမိကိုယ်ကိုအထင်ကြီးတာထက်ပိုပါတယ်။ငါပဲသိတယ်ငါပဲတော်တယ်ငါထက်ဘယ်သူမှမตายရဘူးဆိုတဲ့စိတ်ပါဒီစိတ်ဟာလူတစ်ယောက်ကိုမျက်စိကန်းစေပါတယ်တခြားသူတွေရဲ့ကောင်းကွက်ကိုမမြင်တော့ပဲကိုယ့်ရဲ့လိုအပ်ချက်တွေကိုလည်းဖုံးကွယ်ထားတတ်ကြတယ်ဥပမာအဖြစ်အလောက်ခွင်မှာပဲဖြစ်ဖြစ်တငယ်ချင်းအတိုင်းဝိုင်းမှာပဲဖြစ်ဖြစ်တရယောက်ကကိုယ်အမှန်တိုင်းအကြံပေးရင်လက်မခံနိုင်တာကိုမားနေတာတီးလျက်နဲ့တောင်းပန်ပါတယ်လို့မပြောနိုင်တာတွေဟာမာနရဲ့ပြရုပ်တွေပါပဲမာနကြီးတဲ့သူဟာတင်ယူမှုကိုရက်တန့်လိုက်လို့ဖြစ်သွားပါတယ်ဘာလို့လဲဆိုတော့သူဟာအယရာကိုသိပြီးသားလို့ထင်နေလို့ပါဒါကိုယ့်ရဲ့တိုးတက်မှုကိုလည်းအကြီးအကျယ်ဟန့်တားစေတဲ့အစိတ်အသောက်တစ်ခုပါပဲဒုတိယတစ်ခုကတော့ envy ခေါ်တဲ့မနာလိုမှုပါဒါကတော့လူတိုင်းနှီးပါရှိတတ်တဲ့စိတ်အခံတစ်ခုဖြစ်ပါတယ်သူတစ်ပါးအောင်မြင်တာသူတစ်ပါးမှာရှိတာတွေကိုကြည့်ပြီးကိုယ်မှမရှိလို့ဝမ်းနေတာဒါမှမဟုတ်သူတို့ကိုမကောင်းဖြစ်စေချင်တာပါမနာလိုမှုဟာထူးခြားပါတယ်တခြားအဖြစ်တွေဥပမာလောဘဒါမှမဟုတ်အစာကျူးတာတခါတလေမှာခိတ္တခဏပျော်ရွှင်မှုကိုပေးနိုင်ပေမဲ့မနာလိုမှုကတော့ခံစားရတဲ့သူကိုဘယ်တော့မှမပျော်ရွှင်စေပါဘူးသူတစ်ပါးပိုင်ဆိုင်တာကိုကြည့်ပြီးကိုယ်မှမရှိတာကိုပဲအာယုံစိုက်နေတဲ့အတွက်စိတ်ကိုအမြဲတမ်းပူလောင်စေတာပါဒီနေ့ခေတ် social media တွေမှာသူများတွေရဲ့အကောင်းဆုံးအခိုက်အတန့်တွေကိုကြည့်ပြီးကိုယ့်ဘဝကိုအားမလို့အားမရဖြစ်လာတာတငယ်ချင်းတယောက်ကားအသစ်ဝယ်တာကိုကြည့်ပြီးဝမ်းမသာနိုင်ပဲကိုယ်ကားဆုပ်လေးကိုကြည့်ပြီးစိတ်ညစ်တာတွေဟာ envy ရဲ့ခေတ်သစ်ပုံစံတွေပါပဲဒါကိုယ်မှာရှိတဲ့ကောင်းကွက်တွေကိုမမြင်နိုင်အောင်ဖုံးကွယ်လိုက်တဲ့ဝိညာဉ်ရေးရာအမောင်တွတ်တစ်ခုပါပဲတတိယအချက်ကတော့ wrath ဒါမှမဟုတ်ဒေါသပါဒေါသဆိုတာပောက်ကွဲထွက်တတ်တဲ့စွမ်းရည်တစ်ခုပါကိုမလို့ချင်တာဖြစ်လာတဲ့အခါဒါမှမဟုတ်တစ်ခုခုကိုမကျေနပ်တဲ့အခါထွက်လာတဲ့စိတ်မျိုးပါဒေါသတခါတလေမှာလိုအပ်ပေမဲ့အပြစ်ရင်းထဲမှာပါတဲ့ဒေါသကတော့ထိန်ချုပ်မရတဲ့ဒေါသကိုဆိုလိုတာပါစဉ်းစားဆင်ခြင်ဉာဏ်ပြောင်းဆုံးသွားပြီးဖြည့်ဆည်းလိုတဲ့စိတ်ပေါက်လာတာပါဒေါသအမားနဲ့အမှန်ကိုခွဲခြားနိုင်စွမ်းမရှိတော့ပါဘူးဒေါသထွက်နေတဲ့အချိန်မှာလုံမိတဲ့ဆုံးဖြတ်ချက်တွေပြောမိတဲ့စကားတွေဟာတစ်သက်လုံးနောင်တရစရာတွေဖြစ်သွားတတ်ပါတယ်ဒေါသကိုမိတောက်တစ်ခုနဲ့တူတယ်လို့ပြောကြတယ်အဲ့ဒီမိဟာတစ်ဖက်လူကိုမလောင်ခင်ကို့အရင်ဆုံးလောင်ကျွမ်းစေတာပါဒေါသကိုမထိန်ချုပ်နိုင်ကိုယ့်ရဲ့လူမှုဆက်ဆံရေးတွေတင်မကပဲကိုယ့်ရဲ့ကျန်းမာရေးကိုပါပျက်စီးစေနိုင်ပါတယ်စတုထမြောက်က slave ခေါ်တဲ့ပြင်းရမှုပါဒါကိုအိယာထဲမှာလဲနေတာတက်တက်လို့မထင်ပါနဲ့တကယ်တမ်း slave ဆိုတာကိုလှုပ်တင်လှုပ်ထိုက်တဲ့တာဝန်တွေကိုရှောင်လွဲတာကိုဆိုလိုတာပါဒါဝိညာဉ်ရေးရာဒါမှမဟုတ်စိတ်ဓာတ်ရေးရာပြင်းရမှုလည်းဖြစ်နိုင်ပါတယ်ကိုကောင်းအောင်မကြိုးစားတော့တာဘဝအတိတ်ပဲကိုမရှာတော့တာတခြားသူတွေကိုကူညီဖို့ငင်းဆန်တာတွေအားလုံးဟာဒီအထဲမှာပါဝင်ပါတယ်။ဘာမှမလုပ်ပဲနေတာအဖြစ်တစ်ခုဖြစ်နိုင်သလားလို့မေးစရာရှိပါတယ်။ဖြစ်နိုင်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့မှာပေးဆက်ရမယ့်တာဝန်တွေဖြစ်စီရမယ့်စွမ်းရည်တွေရှိနေလို့ပါ။အခုခေတ်မှာဆိုရင်အချိန်တွေကိုအတိတ်ပဲမရှိပဲဖုံးပူရင်ဖြုံးသီးနေတာအလုပ်တစ်ခုကိုမပြီးမချင်းရွှေ့ဆိုင်နေတာ slave ရဲ့ပုံစံတစ်ခုဖြစ်နိုင်ပါတယ်။ဒါဘဝရဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုတက်ဖြတ်နေတာနဲ့တူပါတယ်
ပြန်စမမြောက်က Greek ခေါ်တဲ့လောဘပါပစ္စည်းဥစ္စာတွေအာဏာတွေငွေကြေးတွေကိုအကန့်အသတ်မရှိလိုချင်နေတာပါလောဘရဲ့ပြဿနာကလုံလောက်ပြီဆိုရဲအမှတ်မရှိတာပါဘလောက်ပဲရက်ရနောက်ထပ်လိုချင်နေအောင်မှာပဲလောဘကြီးတဲ့သူဟာသူ့မှာရှိနေတဲ့အရာတွေအတွက်ကျေးဇူးတင်ဖို့မေ့နေတတ်ပြီးမရှိသေးတဲ့အရာတွေနောက်ကိုပဲတကောက်ကောက်လိုက်နေတတ်ပါတယ်ဒါလူတစ်ယောက်ကိုကျင့်တရားပြက်ပြားစေပြီးသူတစ်ပါးကိုနင်းချေဖို့အထိတွန်းဖို့တတ်ပါတယ်ငွေကြေးနဲ့ပစ္စည်းဥစ္စာတွေဟာအတုံးချဖို့ဖြစ်ပေမဲ့လောဘရှိလာတဲ့အခါဒီအရာတွေရဲ့ကျွန်ဖြစ်သွားတတ်ပါတယ်ဆဋ္ဌမချက်က gluttony ခေါ်တဲ့အစာကျူးခြင်းမှာဒါအစားတောက်တင်မကပါဘူးတခုခုအလွန်ကျွန်သုံးဆွဲတာအာယုံခံစားမှုနောက်ကိုပဲအလွန်ကျွန်လိုက်တာမှန်သမျှပါဝင်ပါတယ်ခန္ဓာကိုယ်အတွက်လိုအပ်တာထက်ပိုပြီးစားတောက်တာတောက်စားတာတွေဟာကိုယ့်ရဲ့ကျန်းမာရေးကိုတင်မကပဲစိတ်ကိုလည်းထိုင်းမိုင်းစေပါတယ်ဒါကိုထိန်းချုပ်နိုင်စွမ်းမရှိတာကိုပြနေတာပါကျွန်တော်တို့ဟာစားဖို့အတွက်အသက်ရှင်နေတာလားအသက်ရှင်ဖို့အတွက်စားနေတာလားဆိုတာကိုခွဲခြားဖို့လိုအပ်လာပါတယ်အလွန်ကြုံဖြစ်ခြင်းဟာဘယ်အရာမဆိုအစိတ်တောက်ဖြစ်စေပါတယ်နောက်ဆုံးခုမြောက်ကတော့ lust ခေါ်တဲ့ကမ္မဂုဏ်အာယုံခံစားမှုပေါ်အလွန်ကြုံဆွဲလန်းတာပါဒါချစ်ချင်းမြတ်တာနဲ့လုံးဝမတူပါဘူး lust ဆိုတာတစ်ဖက်လူကိုစိတ်ခံစားမှုရှိတဲ့လူသားတစ်ယောက်ဖြစ်မမြင်တော့ပဲကိုယ့်ရဲ့ဆန္ဒကိုဖြစ်စီပေးမဲ့အရာဝတ္ထုတစ်ခုလိုမြင်လာတာပါဒါစိတ်ကိုညှဉ်းနှွမ်းစေပြီးလူသားချင်းထားရှိရမယ့်လေးစားမှုနဲ့ရေရှည်တည်မြဲတဲ့ဆက်ဆံရေးကိုပျက်စီးစေပါတယ်ကိုယ့်ရဲ့အလိုဆန္ဒကိုပဲရှေ့တန်းတင်တဲ့အတွက်တစ်ဖက်လူရဲ့ခံစားချက်ကိုလျစ်လျူရှုမိတတ်ပါတယ်ကဲခုဆိုရင်ကျွန်တော်တို့အဖြစ်ရင်းခုနှစ်ပါးလုံးကိုတစ်ခုချင်းစီဆွေးနွေးပြီးသွားပါပြီဒီအချက်တွေကိုခြုံငုံကြည့်လိုက်မယ်ဆိုရင်အားလုံးဟာလူသားတစ်ယောက်ရဲ့အတ္တနဲ့မသိမ့်သိမ့်နိုင်မှုဆိုတဲ့အခြေခံတရားတွေပေါ်မှာမူတည်နေတာကိုတွေ့ရပါလိမ့်မယ်ဒီနေရာမှာကျွန်တော်ထပ်လောင်းပြီးပြောချင်တာကဒီအဖြစ်တွေကိုမကောင်းဆိုးဝါးတွေလိုတတ်မှတ်ပြီးကိုအဖြစ်တင်ဖို့မဟုတ်ပါဘူးတကယ်တမ်းတော့ဒီအဖြစ်ခုနှစ်ပါးကျွန်တော်တို့လူသားတွေရဲ့ရှင်သန်လူစိတ်လူကျင်တတ်မှတ်စိတ်တွေလမ်းကြောင်းလွဲသွားတဲ့အခါဖြစ်ပေါ်လာတာပါဥပမာမာနကိုယုံကြည်မှုလွန်ကဲသွားတာဖြစ်တယ်လို့လောဘကလည်းလုံခြုံမှုရှာဖွေခြင်းတဲ့စိတ်ကနေအသွင်ပြောင်းသွားတာပါအရေးကြီးတာငါမှဒါတွေမရှိဘူးလို့ငင်းဆိုဖို့မဟုတ်ပဲငါမှဘလို့အချက်တွေရှိနေလဲဆိုတာကိုရိုးတသားဝန်ခံဖို့ဖြစ်ပါတယ်ကျွန်တော်တို့ဟာလူသားတွေဖြစ်တဲ့အတွက်ဒီစိတ်အခန့်တွေရှိနေတာတဘာဝပါဒါပေမဲ့ဒါတွေကိုတတိနဲ့စောင့်ကြည့်ပြီးထိန်းသိမ်းနိုင်ဖို့ကတော့ကျွန်တော်တို့အားလုံးရဲ့တာဝန်ပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့အကြောင်းအရာလေးကနေသင်ခန်းစာတစ်ခုခုရသွားမယ်လို့မျှော်လင့်ပါတယ်နားဆင်ပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါဦးမယ်အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ကြပါစေခင်ဗျာ